နောက်ဖရားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအားလုံးဟာ10နှစ်တန်းရောက်သွားပြီသိမယ်တင်ပါဗျာအားလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူနေတာစဉ်းစားကြည့်လေဒါနဲ့ခုတ်တက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စားနှစ်ယောက်စားပါဗျာတနတ်နဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မလားမှန်ပါဗျာတလောတော့နယူးစီလိုက်မှာဆိုတက်နဲ့လိုက်ပြင်းနေဘယ်နှယောက်ဖက်သေးဆယ်ကနန်းရာကနန်းပါဗျာဆယ်ကနန်းရာကနန်းအနုပြုပုံချလိုက်ရင်တောင်းဝန်းလောက်ထိသိနိုင်တယ်အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနေမကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cost ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blown ဆိုပြတ်သွားမှာပဲသိကြတယ်မှန်ပါဗျာမှန်ပါဗျာချက်ချင်းကြီးသိသွားမှာပဲအကုန်လုံးမှန်ပါဗျာအစွမ်းထက်တဲ့လက်နဲ့လူသားမျိုးတွေဟာ9ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါတယ်မှန်ပါဗျာကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကောရမမြတ်စွာဘုရားပွင့်သွားတာတောင်မှခုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်မှန်ပါဗျာဘုရားပွင့်သွားတာဟုတ်တယ်မလားမှန်ပါဗျာဘယ်တော့လောက်ပွင့်မယ်လဲဆိုရင်အခုကြပြီးရင်လူသားမျိုးနဲ့တိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ8000တောင်းရောက်လာအဲ့ဒီကျမှပွင့်မှန်ပါဗျာလူတွေရဲ့သက်တမ်း8000တန်းထီအောင်သက်ရှင်လာအဲ့ဒီအချိန်မှာပွင့်တင်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုပ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခတွေကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့8000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖះပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘာလို့ပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန်စဉ်းစားကြည့်ပေါ့နော်မှန်ပါဗျာလောဘဒေါသမောဟတွေကကြီးလာတဲ့အခါကျလူတွေကခေါင်းမာသွားပြီပြောလို့နားမဝင်တော့မှန်ပါဗျာမှန်ပါဗျာအဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖျားပွင့်တာခုနတက်ကတာပြီးပြန်ဆုပ်လာတဲ့လူသက်တမ်းနှစ်8000မှပြောမယ်လို့ဘီလီယံနဲ့တွက်ပြလို့လည်းမရဘူးဒါတော့နော်။ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော်။တင်ပါဗျာ။လက်ရှိဖះအလောင်းတော်ကဟောဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်ဖះအလောင်းတွေကတော့တုတ်တိတာဘုံမှာပဲရှိကြတယ်။နတ်ပြည်6ထပ်တဲ့ကတုတိတာဆိုတာအမြဲတမ်းကျင့်တ်နေတဲ့စိတ်ချမ်းသာကိုယ်ချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျင့်တ်နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနှက်တွေအများကြီးဖြစ်နေတယ်ကွာမှန်ပါဗျာမှန်ပါပတ်စံချမ်းသာတဲ့လူကလည်းမကြည်နှက်ဘူးမှန်ပါဗျာယာရုရှိတဲ့လူကလည်းမကြည်နှက်ဘူးယာရုမဲ့တဲ့လူကလည်းအားလုံးကမကြည်နှက်မှုတွေများနေကြတယ်မှန်ပါဗျာကြည်နှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့